ဖြစ်ရင်တဲ့ဝေးတော့သားကြည့်ပါအဲ့တော့အား ဟိုပတ်ဝန်းကျင်ကိကြတော့ဒါတော့ဟိုမဖြစ်ပါဘူးစိတ်ထဲတော့ဘာမှဖြစ်ပါဘူးကိုတွေးသားတော့ကိုယ်ယွန်သေးတာပဲဒါမျိုးကဟုတ်တာငယ်တော့ကတော့နားမလဲတော့ဟိုဒီမတိုးမတန့်နောက်ချီးပုံတွေထဲမှာစော်ရင်ပြူရင်နေပေါ့နော်နောက်ချီးပိုးဝင်သွားတယ်တစင်ဒီချီတောက်တစ်ဖက်ကထုံသွားတာပေါ့ဒီညာဘက်ချီတောက်တစ်ဖက်ကထုံသွားတယ်ထုံသွားတော့ဘယ်လိုခေါ်မလဲဆိုတော့ဟိုကျောင်းကဆရာတွေရိုက်လေဒီချီတောက်ပဲထိုးခံတာပဲအနာတက်တာလေ तू ကဘာမှမသိတာအောင်အဲ့တော့ပိုးဝင်မှလည်းမသိဘူးမိဘတွေကိုကြောက်လည်းမပြောဘူးအဖေတွေရိုက်လေအဲ့ချီတောက်ပဲထိုးခံတာပဲခြေတောက်ကညိုတာသွားတယ်ဘာမှမသိဘူးမသိတော့ဟိုခလေးပြပြဆိုတော့မနာမကြည့်ဘူးဆိုတော့မပြောဘူးပေါ့ဒါတွေကထုံတာတွေကျင်တာတွေဖြစ်တယ်ဆိုတာမျိုးကမသိတဲ့ခါကျတော့ပေါ့ဆသွားတာပေါ့နော်အနာကျယောဂါကတော့ကျွန်တော်တို့เนาะရှေးအကြဆုံးယောဂါဖြစ်တယ်လို့ကျွန်တော်သိထားရတယ်ဆိုတော့ဒီနာကျယောဂါကြတော့အများဖြင့်ကျွန်တော်တို့မြန်မာပြည်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့တွေ့ရတယ်အနာကျယောဂါကတော့လူတွေထင်မှာပေါ့နော်ဟိုမှာကျွန်တော်အစားမားတာဒီเนาะဘုရားသခင်တန်ခတ်တာဒီမဟုတ်လို့ရှင်လည်းကျွန်တော်ပျော်ပါလိုက်စားတာဒီအဲ့လိုမျိုးဒီဘာကြောင့်ဖြစ်တယ်ဆိုတော့အဲ့လိုမျိုးပုံစံနဲ့ပေါ့နော်လူတွေကသိထားကြတယ်ဒါပေမဲ့အနာကြီးယောဂါကတော့အဲ့ဒါကြောင့်တော့မဟုတ်ပါဘူးအဓိကကတော့အနာကြီးယောဂါဆိုတာတော့ဘက်တီးရီးယားပိုးမွားကြောင့်ပေါ့နော်ဟိုဘက်တီးရီးယားပိုးကူးဆက်ခြင်းကြောင့်ဒီအနာကြီးယောဂါဖြစ်တယ်လို့ကျွန်တော်သိရှိဖို့အတွက်လိုအပ်ပါတယ်ဟိုခြေထောက်ချောင်းလေးတွေပျက်စီးသွားတယ်ဒီလက်ကလေးတွေနည်းနည်းအကြောတွေတေးကုန်တာပေါ့နည်းနည်းကုတ်ချင်ဒါတောင်မှတော်တော်ဆန့်ယူတာအဲ့လိုဖြစ်တယ်ဒီနှာရိုးကျိုးသွားတယ်နှာခေါင်းကျိုးသွားတယ်နှာခေါင်းကကျိုးပြီးသွေးတွေတလောကျပြီးတော့နှာခေါင်းကျိုးသွားတယ်ကျန်တာတော့ဒီခန္ဓာကိုယ်အပေါ်ပိုင်းတွေမှာတော့ဘာမှမဖြစ်တော့ဒီခြေလေးတွေလက်လေးတွေပဲခြေအဓိကအဆုံးဆုံးကတော့ခြေထောက်ပေါ့ခြေထောက်ကတော်တော်ထိကြိုက်သွားတယ်အနာကြီးယောဂါကတော့ကျွန်တော်တို့ခန္ဓာကိုယ်ပေါ်မှာเนาะကျွန်တော်ရောက်ရှိလာတယ်ကျွန်တော်အထက်မှာကျွန်တော်ယောဂါပူရောက်ရှိလာတဲ့ခါကျတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်စိတ်ပိုင်းဒီပေါ့နော်ခုနပြောတဲ့ကျွန်တော်တို့အာယုံကြောတွေဖြည့်ဆည်းတယ်အဲ့ဒီကနေပြီးတော့တချို့ခြေထောက်တွေလက်တွေရဲ့လှုပ်ရှားသွားလာမှုတွေပေါ့နော်ထိခိုက်စေတယ်เนาะဆိုတော့ခြေထောက်တွေလက်တွေကွေးတယ်တဲတာသွားတာလာတာပေါ့နော်အဲ့ဒါထိခိုက်လာတဲ့အခါကျတော့ကျွန်တော်တို့ရဲ့တဏှိတာလှုပ်ရှားမှုမှာပို့ပြီးတော့ခက်ခဲလာတယ်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်မတန်ဆွမ်းတဲ့ကျွန်တော်အနာကြီးယောဂါမဒါမှဆက်ဆက်မှုရှိတယ်ပေါ့နော်ဟိုပတ်ဝန်းကျင်ကိကြတော့ဒါကတော့ဟိုမဖြစ်ပါဘူးစိတ်ထဲတော့ဘာမှဖြစ်ပါဘူးကိုတွေးသားတော့ကိုယ်ယွန်သေးတာပဲဒါမျိုးကဟုတ်တာဒဇိမ့်နေဟိုမဖြစ်ဘူးဆိုတာတော့စိတ်မကောင်းမရှိပါဘူးဒါကတော့ဘလို့မှမနေဘူးအဲဆိုကိုကလူချင်းမတူဘူးလေဟိုဒါကြောင့်မလို့ဘလူးအိမ်သွားတော့မှအိမ်မတက်ဘူးကျမအဝပဲစကားပြောတယ်အရန်ရင်းနေတဲ့လူကကိုဒါတော့ရဲ့အိမ်မတက်ပါညာဆိုရင်ဒါလေစကားပြောတယ်တက်တယ်ဆက်ဆံတယ်ချို့ကြလည်းကိုယ့်ဘောမှာမယွန်ချပါဘူးဒီအနာကြီးယောဂခံစားရတဲ့လူရဲ့နောက်ဆက်တွဲဒီပြဿနာကတော့အင်မတန်မှကြီးတယ်ပေါ့နော်ဆေးဘလောက်ပဲတောက်တော့သူ့ရဲ့လူမှုတိုင်းဝိုင်းမှာဖယ်ချန်ထားခြင်းဒီခွဲခြားဆက်ဆံခြင်းဟာဆိုလို့ရှိရင်ပြန်ကူဖို့အတွက်ကဆေးကူတာတာတဲ့ပေါ့နော်ဒီခွဲခြားဆက်ဆံခြင်းပပပြောက်ဖို့ရန်အတွက်လုပ်ရတာပိုခက်ခဲပါတယ်။ဒီလိုယောဂမျိုးခံစားနေရတယ်ဆိုပြီးတော့အိမ်ထဲမှာငြိမ်ကုတ်ပြီးတော့ဟိုအားငယ်မနေနဲ့တော့လို့နော်အခုခေတ်ကလည်းမိလာပြီးဆေးဝါးတွေကလည်းကောင်းလာပြီးအဖက်ဖက်ကအပီပီဆိုင်ရာလည်းဆေးဝါးတွေကလည်းကောင်းလာတော့ဆေးကုသမှုကိုခံယူပါလူတော့ထဲမှာဝင်ဆက်နိုင်အောင်လို့ကိုတက်တောင့်တက်တာလေးနဲ့တွာလာလှုပ်ရှားပါအကြောင်းမပျက်စီးခင်ကြိုတင်ကူးကြပါအဲ့လိုမျိုးတော့ပြောချင်တာပေါ့နော်ဒီလိုမျိုးဖြစ်သွားပြီဆိုလို့ရှိရင်လည်းမရှက်ပါနဲ့အဲ့ဒါအားမငယ်ပါနဲ့အခုအပီပီဆိုင်ရာမှာအဖွဲ့အစည်းတွေအများကြီးရှိတယ်ပူပေါင်းမှာလက်တွဲပါနော်အကြံပြုချင်ပါတယ်လို့နော်Proceed Mission မြန်မာကတော့မြန်မာပြည်တစ်ခုလုံးကျွန်တော်တို့ဟိုလွမ်းခြုံပြီးတော့ဒီအနာကြီးယောဂါနဲ့ပတ်သက်ပြီးတော့
ဝန်ဆောင်မှုဒီလုပ်ငန်းဆောင်တာမလုပ်ဆောင်နိုင်ဘူးကျွန်တော်တို့အဲ့ဒါကြောင့်Democracy Mission မြန်မာကလည်းမေဘယ်ဆိုတဲ့အဖွဲ့ပေါ့နော်ကျွန်တော်တို့ဖွဲ့ထားတယ်အဲ့ဒီကတော့ဘယ်သူတွေဥဆောင်လဲဆိုတော့အနာကြီးယောဂခံစားခဲ့တဲ့လူတွေကပဲသူတို့ကိုယ်တိုင်ဥဆောင်တဲ့အဖွဲ့လေးဖြစ်တယ်အဲ့တော့ဒီလိုမျိုးရက်ရွာဒီမှာကျွန်တော်မြို့နယ်တိုင်းမှာဆိုလို့ရှိရင်ဒီမေဘယ်အဖွဲ့ဝင်တွေရှိတယ်သူတို့ကိုယ်တိုင်ကပေါ့နော်သူတို့ရဲ့ဘဝတူเนาะဒီအနာကြီးယောဂခံစားတဲ့လူတွေကိုတယောက်နဲ့တယောက်စိတ်ခွန်အားတွေပေးနိုင်ဖို့ရန်အတွက်သို့မဟုတ်ကျွန်တော်တို့ဒီပတ်ဝန်းကျင်မှာရှိတဲ့ဒီလိုမျိုးအနာကြီးယောဂနဲ့ပတ်သက်ပြီးတော့တန်တရားလူနာတွေရှာဖွေပေါ်ထုတ်ပြီးတော့စီးရရှိပွင့်အတွက်ချိတ်ဆက်ဆောင်ရွက်ပေးတာပဲဖြစ်ဖြစ်ပေါ့နော်တယောက်နဲ့တယောက်အားပေးဖို့ရန်အတွက်ကျွန်တော်ရည်ရွယ်ပြီးတော့เนาะဒီအဖွဲ့ကိုဖိတ်ချင်းဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုး TLM နေပြီးတော့စွမ်းဆောင်မြင့်တင်ပေးခြင်းဒီเนาะသူတို့ရဲ့လုပ်ငန်းရေရှည်ရက်တည်နိုင်ဖို့ရန်အတွက်လှုပ်ဆောင်တဲ့အရာတွေကတော့တကယ်เนาะကျွန်တော်တို့ဒီမေပဲအဖွဲ့အတွက်တာမကပဲねကျွန်တော်ရက်ရွာအတွက်တကယ်အကျိုးရှိတဲ့အရာဖြစ်တယ်ဆိုတော့ဒီရက်ရွာရဲ့အကျိုးရှိတဲ့ဟာပေါ့เนาะအားလုံးဝိုင်းဝန်းပြီးတော့သူတို့နဲ့အတူတကွပူးပေါင်းပွင့်အတွက်လည်းဖိတ်ခေါ်ချင်ပါတယ်